အနုပညာရှင်မပီတာတဲ့ဖွဖွရဲ့စကားတခွန်းကိုမဖြစ်သင့်ကြောင်းပြောပြလာတဲ့မင်းသားကြီးဖိုးကျော်ရန်ကုန်ဆယ်လီနျူးပရိသတ်များလုံးပဲမင်္ဂလာပါရှင်ပရိသတ်များရှင်မင်းသမီးဖွဖွကတော့ခုတလောမှလူမုံများနေတဲ့အနုပညာရှင်တစ်ယောက်ဖြစ်နေပြီဖြစ်ပါတယ်သူမရဲ့ပုံစံနဲ့ပြောဆိုတွေကပရိသတ်တွေကိုမလေးစားရရှောက်တဲ့ပုံစံမျိုးတက်ရောက်တဲ့အတွက်လူများကထောက်ပြလာခဲ့တာဖြစ်ပါတယ်ဒါအပြင်ဖွဖွကအခုနောက်ပိုင်းမှာအနုပညာလောကတွေကိုပြန်ဝင်လာပြီဖြစ်ပြီးစကားကြီးတွေကိုပြန်လည်ရှိုက်ကူးလာပြီဖြစ်ပါတယ်ရခင်ကတော့အနုပညာလောကမှာလူလူခင်များတဲ့မင်းသမီးတွေကတယောက်ဖြစ်ပေမဲ့ဖွေးဖွေးရဲ့ပြောဆိုတွေဟာစီးလို့ဝါလို့ဖြစ်လာခဲ့တာဖြစ်ပါတယ်။ရုပ်ရှင်ရိုက်ကူးရမှာလေအမှုပညာကြီးပေါင်းများစွာရရှိပေမဲ့တိုးတက်မလာတဲ့အမှုပညာစွမ်းရည်တွေကြောင့်လူများကသူမတို့လိုချမ်းသာတဲ့အမှုပညာရှင်တွေကိုအခုလိုမျိုးအမှုပညာကြီးတွေပုံပေးပြီးမဲ့အစားအရန်တရုပ်ဆောင်တွေကိုပို့ပြီးအမှုပညာကြီးမြင့်ပြီးပြင်ရင်ပို့ကောင်းမယ်လို့အကြံပြုချက်တွေလည်းပြောကြားလာတာဖြစ်ပါတယ်။ဖွေးဖွေးရဲ့အခုယုံတင်ပြသနေတဲ့အကြီးကြီးဇာတ်ကားကသူမရဲ့ story မှာတင်ချင်းတုန်းကတော့လုံးဝကိုအစင်တန်းမိမဲ့ဇာတ်ကားကြီးပုံစံမျိုးသူမကိုယ်တိုင်ကလည်းတရုတ်မဆောင်ဘူးတဲ့ဇက်ရုပ်တဲ့အလန်းစရာကိုတရုတ်ဆောင်ရမယ့်ပုံစံလိုဖြစ်မယ်လို့ထင်ထားခဲ့တာဖြစ်တဲ့အတွက်အားလုံးကမျှော်လင့်နေကြတာဖြစ်ပါတယ်အမှန်တကယ်အားလုံးမြင်လိုက်ရတဲ့အချိန်မှာအကြီးကြီးရုပ်ရှင်ကပေါ်ကားတာဖြစ်ပြီးဘာပညာရစရာမှလည်းမရှိသလိုရည်ကျင်စရာကောင်းတဲ့ဟာတာတက်လည်းမရှိတဲ့ဇက်ကားကြီးဖြစ်နေခဲ့တာဖြစ်ပါတယ်မပီပြင်းတဲ့ဇက်ခွက်တွေများစွာပါဝင်သလိုမတိနားမလဲတဲ့သူတွေကိုကျင်းထည့်ကျွေးလို့ကောင်းတဲ့ဇက်ကားကြီးဖြစ်တဲ့အတွက်ပရိသတ်တွေရဲ့ပြောဆိုဖြစ်တင်မှုတွေများစွာရရှိခဲ့တာပါမပီပြင်းတဲ့ဇက်ဖြစ်တဲ့အတွင်းမှာပရိသတ်တွေတတိအထားမိဆုံးဖြစ်တဲ့ပဲပြုတ်တဲ့ထမိန်ကျွတ်ကြတဲ့အခန်းမှာဖွေးဖွေးကပဲပြုတ်မပါတဲ့တောင်ကြီးနဲ့ပဲပြုတ်ရောင်းနေခဲ့တာဖြစ်ပါတယ်ပဲပြုတ်တပုံးဖို့တောင်ကုန်ကြမခံပဲရုံတင်ပြီးပြည်သူတွေစီကနေလိန်စားနေရလို့လူတွေကပြောကြတဲ့အခါမှာဖွေးဖွေးကဇက်ကားကိုပြရင်ပြတယ်လို့ကြည့်ဖို့ပြောပြီးလောကကြီးမှာဟာတာတွေနေနေတဲ့အတွက်ဟာတာဆိုရင်ဟာတာလိုသားကြည့်ဖို့ပြန်ပြောလာခဲ့တာဖြစ်ပါတယ်အမှန်တကယ်ဆိုရင်အကယ်ဒမီ3စုရရုပ်ရှင်မင်းသမီးတစ်ယောက်ဖြစ်တဲ့အနုပညာရှင်ဖြစ်တဲ့အတွက်အနုပညာပေါ်မှာမျက်နှာမှုအနုစိတ်ကရှိကိုရှိရမယ့်အရာဖြစ်ပေမဲ့ဖွေးဖွေးကတော့ပြီးရောလောက်ခါသူမကိုယ်တိုင်ကပတ်စံမတ်လို့အနုပညာလုပ်နေမှဒီစကားတခွန်းနဲ့တင်ပရိသတ်တွေတည်သွားခဲ့ရတာဖြစ်ပါတယ်အခုဆိုရင်မင်းသားကြီးဖိုးကျော်ကမှသူမရဲ့စကားနဲ့ပတ်သက်ပြီးမဖြစ်သင့်ကြောင်းပြောလာခဲ့တာဖြစ်ပါတယ်။ဇက်တန်နဲ့ဇက်ရန်တွေမှာအမြဲတရုပ်ဆောင်နေတဲ့မင်းသားကြီးဖိုးကျော်ကအနုပညာလောကရဲ့ဝါရင်တရုပ်ဆောင်တရားဖြစ်နေပါပြီ။အခုနောက်ပိုင်းမှာအနုပညာလောကရဲ့မထော်မနှမ်းတွေကိုသူတွေ့နေရတဲ့အတွက်ဒီကိစ္စတွေနဲ့ပတ်သက်ပြီးမပြောချင်ပေမဲ့အနုပညာရှင်တရားဖြစ်ရတဲ့ပါဇက်ကနေငါပြတာနင်တို့ကအတန်မထွက်မဝေဖန်နဲ့ဆိုတဲ့စကားကမဖြစ်သင့်တဲ့စကားမှန်နာမည်မတက်ပဲပြောကြားလာခဲ့ပါတယ်။ရိုက်ပြလိုက်ကြည့်ရအောင်အနုပညာဟာဝေဖန်တန်မရှိတဲ့ပြဇက်တစ်ခုလို့ဈေးပေါ်သွားမှာဖြစ်တဲ့အတွက်ဒီလိုအမှုပညာရှင်တွေသားများနေရင်မြမရုပ်ရှင်လောကကအောင်မြင်နိုင်ဖို့ဝေးနေအောင်မှာဖြစ်တဲ့အကြောင်းအင်တာဗျူးမှာထည့်ပြောလာတာဖြစ်ပါတယ်။အမှုပညာရှင်မပီတာတဲ့အကယ်ဒမီ3ခုရမင်းသမီးဖွဖွရဲ့စကားကတောင်မကြိုးကြောင်ထည့်ပြောလာတဲ့မင်းသားကြီးဖိုးကျော်နဲ့ပတ်သက်ပြီးပရိသတ်ကြီးရဲ့အမြင်ကိုလည်း comment မှာဝေမျှပေးခဲ့ပါအောင်ရှင်။